လာကြည့်အောင်ဟိုးဖရားကြီးအိတ်စောပိုက်ထဲကနေအမဲရောင်မီခိုးတွေအလိတ်လိုက်ထွက်နေတာပဲဘာလို့လဲဆိုတာသိလားကဲအရှိကိုသွားကြည့်အောင်တကယ်တော့ဒါက intake air temperature sensor ကြောင့်ဖြစ်ရတာပါအဲ့ဒါကိုဖြုတ်ပြီးတော့တစ်ချက်လောက်စစ်ဆေးကြည့်ရအောင်အရင်ဆုံး connector ကိုဖြုတ်လိုက်ပါပြီးရင် sensor ကိုပါဖြုတ်လိုက်ပါကြည့်ပါဦးတစ်ခုလုံးအညစ်အကြေး slash တွေနဲ့ဖုံးနေတာပဲဒီအာယုံခံတန်လေး probe ကပိတ်ဆို့နေပြီအခုဒါကိုတန်ရှင်းရေးလုပ်ကြရအောင်တန်စင်းစေးကြီးနဲ့အညစ်အကြေးတွေအကုန်စင်သွားအောင်တီးတီးချာချာစီးကြောပေးရပါမယ်ကဲအခုတန်ရှင်းသွားပါပြီကြည့်လိုက်ပါဒါကသူ့ရဲ့မူလပုံစံအတိုင်းပါပဲနောက်တစ်ဆင့်အနေနဲ့ဒါကိုမူလနေရာမှာပြန်တက်ဆင်ကြရအောင်အခုကားဆက်နှူးကြည့်မယ်အိတ်စောကနေအမဲရောင်မီခိုးတွေထွက်လာသေးလားဆိုတာကြည့်ရအောင်ဆက်နှိုးလိုက်ပြီကြည့်ပါအောင်အမဲရောင်မီခိုးတွေမထွက်တော့ဘူးပြဿနာကလုံးဝပြေလည်သွားပါပြီဘလို့လဲအခုဆိုရင်တင်တက်သွားပြီမဟုတ်လားကားနဲ့ပတ်သက်တဲ့ဗဟုသုတတွေနေ့တိုင်းလေ့လာဖို့ကျမကို follow လုပ်ထားလိုက်အောင်နော်